ဒါ amortization အတွက်ပါ fixed asset အတွက်ဆိုလဲဒီလိုမျိုး fixed asset report လေးကိုကျမတို့ဆွဲထားရပါမယ်ဒီလို Excel လေး office furniture ကျမတို့35သိန်းဖို့ဝယ်လိုက်တဲ့ဟာမှာကျမကတော့ဟိုဘက်မှာတော့စီးရင်ထွက်ထားတာတော့35သိန်းမို့တစ်လုံးတစ်ပေါင်းနဲ့ထွက်ထားပါတယ်ဒီမှာဝယ်ထားတဲ့ item အမျိုးအစားတစ်ခုချင်းစီအလိုက်ကိုပြန်လဲပြီးတော့ထည့်သွင်းပေးထားတာပါ35သိန်းမို့ဝယ်ထားတာကဒီ item အမျိုးအစား6မျိုးစာအတွက်ပါဒီ item 6မျိုးကိုဒီမှာက office furniture အောက်မှာစီးရင်မှတ်ထားတဲ့ office equipment အောက်မှာလည်းစီးရင်မှတ်ထားပါတယ်သူ item အမျိုးအစားလိုက်ပေါ့နော် quantity အားဖြင့်ဆိုရင်လည်းဒီလိုမျိုး quantity လေးတွေဒီမှာကတော့သတ်မှတ်ပြီးတော့စာရင်းရေးဆွဲထားပါတယ်ဒီ office furniture ကိုတော့ဒီမှာက 6.25 rate နဲ့ depreciation သတ်မှတ်ပါမယ်တစ်နှစ်ကိုဒါကတော့တစ်လရဲ့ depreciation amount လေးပါသူ့ရဲ့accumulated depreciation amount ကိုဒီမှာဖော်ပြထားခြင်းပဲဖြစ်ပါတယ်ဒါကနပ်ပုတ် value column လေးပါဒီလိုမျိုးလေးနဲ့ recording ကိုလုပ်ထားပါတယ် depreciation အတွက်လည်းကျမတို့လစဉ်ဂျာနယ်ရိုက်ရပါမယ်ဒါကတော့ depreciation အတွက်ဂျာနယ်ရိုက်ထားလေးပါအောက်တိုဘာ depreciation ကိုဒါ calculate လုပ်ထားတဲ့ဂျာနယ် entry လေးပါအလုံးပေါင်း2000ခွဲရှိပါတယ်ဒါကိုလည်းကျမတို့ GM မှာ update သွားလုပ်ပေးရပါမယ် GM မှာဆိုရင်ဒီအောက်တိုဘာ depreciation လေးကိုကျမတို့ depreciation ဆိုတဲ့စီးရင်ကောင်းစဉ်အောက်မှာ2000ခွဲထည့်ပြီးတော့ accumulated depreciation ဆိုတဲ့စီးရင်ကောင်းစဉ်အောက်မှာ2000ခွဲကို minus နဲ့စီးရင်ရေးဆွဲပေးပါပါတယ်ဒီ accumulated depreciation က non current asset အမျိုးအစားဖြစ်ပါတယ်ဒါကိုအခုလို GL မလာခင်မှာ COA မှာတွားရောက်ပြီးတော့သတ်မှတ်ပေးရပါမယ်accumulated depreciation ကိုကျမတို့က non current asset အောက်မှာထားတာဖြစ်တဲ့အတွက် non current asset လို့သတ်မှတ်ပြီးတော့ balance sheet စာရင်းအောက်မှာထားပါမယ် depreciation ကိုကြတော့account တိုက်အနေနဲ့ depreciation လို့ထားပြီးတော့ profit and loss စာရင်းကောင်းစဉ်အောက်မှာကျမကထားရှိပါမယ် advance နဲ့ prepayment ကိုကျမတို့က current asset လို့သတ်မှတ်မယ် balance sheet item အောက်မှာသတ်မှတ်မယ် rent expense ကိုကြတော့ကျမတို့ selling နဲ့ distribution expense လို့သတ်မှတ်ပြီးတော့ profit and loss အောက်မှာထားရှိပါမယ်ခုဆိုရင်office rent ငှားထားတာ warehouse rent ငှားထားတာ office furniture ဝယ်ထားတဲ့အတွက် Excel နဲ့စာရင်းရေးသွင်းပုံတွေကိုဖော်ပြပေးသွားတာပဲဖြစ်ပါတယ် office rent ကိုဆိုရင်ကျမတို့ကငွေထွက်သွားတာဖြစ်တဲ့အတွက် cash မှာ credit နဲ့ advance နဲ့ prepayment မှာ debit ဆိုပြီးတော့ debit entry စာရင်းရေးသွင်းရမယ် warehouse rent ဟာလည်း cash ကနေငွေထွက်သွားတာဖြစ်တဲ့အတွက် cash မှာ credit နဲ့ advance prepayment မှာ debit ဆိုပြီးတော့စာရင်းရေးသွင်းပါမယ်prepayment တွေကိုကျမတို့ကဂျာနယ်ရိုက်မယ်ဆိုလို့ရှိရင် advance နဲ့ prepayment မှာ credit ဂျာနယ်ရိုက်ပြီးတော့ expense မှာ debit ဆိုပြီးတော့ဂျာနယ် entry ရိုက်ပါမယ် fixed asset ဝယ်တာတွေကငွေထွက်သွားဖြစ်တဲ့အတွက် cash မှာ credit နဲ့ debit မှာ property plants and equipment မှာ debit အနေနဲ့စာရင်းသွင်းပါမယ် depreciation တွေကိုကြတော့ကျမတို့ကdepreciation မှာ debit နဲ့ accumulated depreciation မှာ credit ဆိုပြီးတော့ debit entry နဲ့စာရင်းသွင်းပါမယ်ချက်တော့ account ရေးဆွဲတာဟိုကကြတော့ advance နဲ့ prepayment ကို current asset ဆိုပြီးတော့ချက်တော့ account ရေးဆွဲမယ် balance sheet item အောက်မှာထားမယ် rent expense ကို selling and distribution expense အောက်မှာထားမယ် profit and loss လို့သတ်မှတ်မယ် property plants and equipment ကို non current asset လို့ကျမတို့ကသတ်မှတ်မယ် balance sheet အောက်မှာထားမယ် accumulated depreciation ကိုလည်း non current asset လို့သတ်မှတ်မယ် balance sheet အောက်မှာထားမယ် depreciation ကို depreciation account တိုက်အနေနဲ့ထားပြီးတော့ profit and loss အောက်မှာကျမတို့ကစာရင်းရေးဆွဲပါမယ်နောက်ထပ်တစ်ခုအနေနဲ့ကျမတို့ product တစ်ခုဝယ်ပါမယ် purchase product 1ဝယ်ပါမယ် PCS အနေနဲ့2000 PCS ဝယ်ပါမယ် document အနေနဲ့ PO create လုပ်မယ်ပြီးလို့ရှိရင် warehouse receipt ဆိုပြီးတော့ create လုပ်ပါမယ်အဲ့အတွက်ကိုကျမတို့ transport ချက်ပေးချေပါမယ်ပြီးရင် labor ချက်တွေပေးရမယ်နောက်ထပ် product cost ဒီ product 1အတွက် product cost ရှိမယ် document အနေနဲ့ကျမတို့ payment note document ကို create လုပ်မယ် costing ကျမတို့တွက်ချက်မယ် inventory report တွေကျမတို့တိဆောက်ရမယ်ဒါတွေကို Excel entry အနေနဲ့ cash book မှာလည်းသွင်းမယ်
တကယ်လို့ဘဏ်ကနေငွေပေးချေတယ်ဆိုကျမတို့ဘဏ်ဘုတ်မှာသွင်းမယ် GL ရှိမှလည်းကျမတို့စာရင်းသွင်းပါမယ်ဒါကတော့ payment note လေးစာရင်းသွင်းတာပါဒါကတော့ office warehouse rent အတွက်ကျမတို့ payment note ဆွဲထားတဲ့ပုံမှာဒါလေးကတော့ office furniture 35သိန်းဝယ်တဲ့အတွက် payment note လေး create လုပ်ထားတဲ့ပုံမှာဒါကတော့ transport charge ဒီ K logistics ဆိုတဲ့သူကို transport charge ပေးထားတယ်320ပေးထားတယ် labor နဲ့ labor charge ဒီ product 1အတွက် labor charge ကျမတို့3သိန်းပေးထားပါတယ် product 1ကိုကျမတို့ PCL 2000အတွက်ကို32000ကျမတို့ငွေပေးချေထားပါတယ်ဒီအတွက်ကို GL လေးစာရင်းသွင်းပါမယ် transport charge အတွက်ဆိုလို့ရှိရင် inventory မှာကျမတို့စာရင်းသွင်းမယ်ဒီ transport charge က product အတွက်ဖြစ်တဲ့အတွက် inventory မှာစာရင်းသွင်းပါမယ်ဒါလေးကို PowerPoint လေးနဲ့တစ်ချက်ရှင်းပြပါမယ် transport တို့ labor charge တို့က product အကြောင်းဖြစ်တာဆိုရင် product အတွက်ကုန်ကျတဲ့စရိတ်ဆိုရင် inventory မှာကျမတို့စာရင်းသွင်းပါမယ် inventory မှာ debit နဲ့ငွေထွက်သွားဖြစ်တဲ့အတွက် cash မှာ credit ပါ product 1ကိုကျမတို့ purchase လုပ်တာက inventory ကိုတိုးလာစေတဲ့အတွက် inventory မှာ debit ဆိုပြီးကျမစာရင်းသွင်းပါမယ် credit အနေနဲ့ကတော့ creditor ဒီမှာတော့ကျမသုံးဆွဲထားတာ trade and other payable ဆိုပြီးတော့ account ခေါင်းစဉ်ကိုသုံးဆွဲထားတာဖြစ်တဲ့အတွက် trade and other payable ဆိုတဲ့ account ခေါင်းစဉ်အောင်မှာကျမစာရင်းသွင်းပါမယ်အကယ်၍ creditor မှာပဲစာရင်းသွင်းမယ်ဆိုရင် account စာရင်းရေးဆွဲတဲ့သူက creditor လို့သုံးဆွဲမယ်ဆိုရင်လည်း creditor မှာသုံးဆွဲလို့ရပါတယ် trade payable လို့သုံးဆွဲမယ်ဆိုရင်လည်း trade payable လို့သုံးဆွဲလို့ရပါတယ်ခုကျမကတော့ trade and other payable ဆိုပြီး account ကိုပေါင်းပြီးတော့ create လုပ်ထားဖြစ်တဲ့အတွက်ဒီထဲမှာ recording ကိုသွားပါမယ် product 1ကို purchase လုပ်လိုက်တာကိုငွေပေးချေတော့မယ်ဆိုရင်ကျမတို့ကဒီ creditor စာရင်းကိုတွက်ပြန်ပေးပြီးတော့ creditor account မှာ debit နဲ့ဒါကိုဘဏ်နဲ့ပေးချေတယ်ဆိုရင်ဘဏ်မှာ credit ဖြစ်မှာပေါ့နော်ကြည့် cash နဲ့ပေးချေမယ်ဆိုရင်တော့ cash မှာ credit ဖြစ်မှာပေါ့နော် COA အနေနဲ့သတ်မှတ်မယ်ဆိုရင် inventory ကို current asset လို့ကျမတို့သတ်မှတ်ပြီးတော့ balance sheet အောက်မှာစာရင်းသွင်းပါမယ် trade and other payable ကိုတော့ကျမတို့က current liability လို့စာရင်းကောင်းစဉ်ခွဲပြီးတော့ COA မှာသတ်မှတ်ပါမယ် balance sheet item မှာဒါလေးတွေကို Excel နဲ့စာရင်းရေးသွင်းတာလေးကိုလည်းပြသပေးပါမယ် Excel နဲ့စာရင်းရေးသွင်းတဲ့အချိန်မှာဒီ transport charge ကို inventory မှာ debit ဖြစ်တဲ့အတွက် inventory မှာကျမတို့ plus sign နဲ့သွင်းပြီးတော့ cash မှာ credit ဖြစ်တဲ့အတွက် minus sign နဲ့စာရင်းသွင်းပါမယ် labor charge ကိုကျမတို့ inventory မှာ debit တသိန်း plus sign နဲ့ထည့်ပြီးတော့ cash မှာ minus sign နဲ့စာရင်းသွင်းပါမယ်ဒါလေးကို question လုပ်တဲ့အချက်ကလေးကိုလည်းကျမပြပေးသွားမှာပဲ question ကတော့ဒီလိုပုံလေးနဲ့ကျမက question တွက်ချက်ပေးထားပါတယ်product name လေးရဲ့သူ့ရဲ့ PCL လေးရဲ့ unit price လေးရဲ့ amount လေးရဲ့2000 PCL အတွက်ကိုတစ် unit ကို3သိန်းနဲ့32000ငွေပေးချေထားပါတယ်အဲ့အတွက်ကျမတို့ရဲ့ transport charge က320ရှိတယ် labor charge က3သိန်းရှိပါတယ်ဒီအတွက်ကျမတို့က overhead လို့ဒီနှစ်ခုမျိုးကို overhead လို့သတ်မှတ်ပြီးတော့ overhead cost အနေနဲ့23သိန်းထည့်သွင်းလိုက်ပါတယ် total purchase cost အနေနဲ့2023သိန်းကျတင်ပါတယ်အဲ့အတွက်ကျမတို့ကဈေးကိုဒါလေးကိုခွဲပြတာပါ purchase cost အနေနဲ့က3သိန်း overhead cost အနေနဲ့က1050နဲ့1 unit cost ကို3သိန်းနဲ့1050ကုန်ကျမှာပဲဖြစ်ပါတယ်ဒါကတော့ကျမတို့ပစ္စည်းဝယ်ယူထားပြီးဖြစ်တဲ့အတွက်ပစ္စည်းကိုရောင်းချပါတော့မယ် say product 1ကို1400ရောင်းချပါမယ် document အတိုက်အနေနဲ့ကျမတို့ invoice document ကို create လုပ်ရပါမယ် customer ရှိက currency ရရှိမယ်ဆိုလို့ရှိရင်ကျမတို့ document အတိုက်အနေနဲ့ create လုပ်ရမှာတော့ currency note document အတိုက် create လုပ်ရပါမယ်ဒီလိုမျိုးရောင်းလိုက်ပြီးဖြစ်တဲ့အတွက်ကျမတို့ sale detail report လေးလိုအပ်လာပါတယ်
ဒါတွေကိုဈေးရောင်းလိုက်ပြီးsafety report ရှိသလို inventory တွေထွက်သွားပြီဖြစ်တဲ့အတွက် inventory report လေးကိုလည်းကျမတို့ update လုပ်ရမှာပဲဖြစ်ပါတယ်